ငါစပင်ကအကောင်းကြီးကွာမင်းတို့ငါ့ကိုပြန်ပို့တော့ဘိန်းပေါက်မင်းတို့စီးသွားတော့အကောင်းကြီးဒါပေမဲ့မင်းတို့ငါ့ကိုဘိန်းပေါက်ပြီးငါ့ကိုပြန်လာပေးတယ်အဲ့ဒါငါမချင်납ဘူးငါတော့တာထွက်တယ်ဟဲ့မင်းစပင်ကငါတို့ငါးရလေရော့နေရငါတို့နဲ့ဘာမှမဆိုင်ငါတို့မင်းစပင်ကိုငှားသွားမှန်တယ်မင်းတိထားဖို့ကငါတို့ငှားသွားပြီးတည်းကလေရော့နေလို့ဆိုပြီးလုံးဝမစည်းခဲ့ဘူးငါယုံရမှာလားမင်းတို့ငါမရှိတော့ငါအိမ်ကလူတွေပျော်ပြီးတော့မင်းတို့ငါစပင်းကိုအကျော်တော်ဝဲမယ်ဆိုပြီးငါသွားတာလေငါတော့မသိလိုက်ဘူးကွာဟာနေရနေဘိန်းပေါက်လို့ဒီတိုင်းထားပြီးတော့ငါတို့ပြဿနာလာမရှာနဲ့နော်ပြဿနာရှာတယ်ဟုတ်လားငါဘိန်းကိုနင်တို့လာငါစီးပြီးတော့လေရော့ပြီးဒီတိုင်းထားသွားတာငါပျော်နေရမှာလားငါတို့ကြောင့်မဟုတ်ဘူးလို့နင်ကငါပြောနေရလေဟာငါဘယ်လိုလုပ်ရမလဲငါဘယ်လိုပြေးချလဲနေဖေးလိုက်ဟဲ့မင်းဘာလုပ်မှာလဲမင်းကျွတ်လဲမှာလားမင်းတာယာလဲမှာလားအိုဗာလောင်းကင်မှာလားစပိန်တစ်စီးတုံးပြန်ဖြုတ်တက်ပြီးတော့မင်းပြင်ဆင်မှာလားမင်းကြိုက်တာပြောလိုက်မင်းပြိုင်ဘေးကိုငါစိတ်ကြိုက်ငါဆိုင်မှာငါပြင်ပေးမယ်မင်းအဲ့ဒါမှမကျေနပ်လို့ရှိရင်တစ်စီးတုံးငါအသစ်ဝယ်ပေးမယ်ဟဲ့ငါစပိန်ကငါဝယ်ထားတာငါအဲ့လိုလုံမှာတော့မင်းကိုငါပြောမလားငါအသစ်ဝယ်လိုက်မှာပေါ့မင်းမပြောလို့မရဘူးမင်းရဲ့စပိန်ကုန်ကြစိတ်ငါ့ကိုပြောမယ်ငါအကုန်ပြင်ပေးမယ်မင်းအဲ့လိုလာမပြောနဲ့မင်းဘိန်းပေါက်တာလေးနဲ့ငါဘယ်ုံမင်းနေရမြမင်းထင်နေလားဒေါ်လာ9000ကွာဒေါ်လာစိတ်နဲ့တက်နေမင်းသိလားဂျာမနီမြေမှာဖလားရမှာအင်္ဂလန်ဂျာမနီမြေမှာဖလားရမှာအင်္ဂလန်တင်မယ်ဖေတို့အင်္ဂလန်တင်ကတော့ဒီနေ့ဘူဆွဲပြီးသားကြီးဂျာမနီမြေမှာဖလား